နေထိုင်ကြပါကုန်သောတရားကျင်းလေးပါဠိရှင်သောတာနာလူရှင်အလူမပေါင်းလို့ခင်ဗျာလူရှင်အလူမပေါင်းလို့ဒီကရာရှိပေါဒီလမ်းမှာဒီတစ်လျှောက်ဒီတော့ဒါကဒါကသောအဝဲသူတို့ကကြောက်ရွံ့လာဆိုဖြစ်ပါလေခင်ဗျာဒီလိုတော့ဒီလိုကဟောတော့ပါတယ်ဒီလိုစိတ်တိုင်းကခေါ်လေခေါ်လေဒါတော့ဒီလိုသူ့ကိုပါလို့ဘုရားရဲ့ကတိတော်တယ်။အဒီကမှမပြီးတော့တယ်။ဒါဘာလို့ရာဇေဘာတိဘာသာလာဒီလိုမှမဟုတ်ဘူး။ခံစားစံစားနိုင်ကြပါစေ။လောကီလုံပြားဖြစ်ကြသောဇီဝဥစ္စာယတနာတွေရှားဖွေလုပ်ကင်ကြတဲ့အခါမှာဇီဝဥစ္စာယတနာတို့သည်ဒီရေအလားကဲ့သို့အောင်ပြေတိုးတက်ကြပါစေခင်ဗျာ။မိမိတို့တပတ်တကုတ်ကြိုးကြိုးစားစားနဲ့ရှားဖွေရရှိလာကြတဲ့ဇီဝဥစ္စာယတနာရွှေဝေယတနာကြောက်တံပရမများလေယာချောင်းမြောင်းဥယျာဉ်ချမ်းမြေအစရှိသည့်တို့